Welcome to A Dose of Ngay. Hello ဒီနေ့တော့တင်းငယ်ကငပြက်အချင်းစီပြန်လေးချက်စားမှာဖြစ်ပါတယ်ငပြက်ကိုရေဆေးပြီးတော့စနွင်းစက်သားမှုန့်ငံပြာရည်နဲ့နှက်ထားပါတယ်နိုင်ဝက်လောက်နှက်ထားလိုက်ပါတယ်စက်သွန်ဖြူနေငယ်ဒီဇိမ်းကိုတော့တခါတည်းရောပြီးတော့ချိန်ထားလိုက်တယ်ငပိစိမ်းစားပါငပိစိမ်းစားကတော့လိုတလောက်ပဲသုံးပါမယ်နော်မယမ်းပြားကြောက်လေးရေစိမ်းထားပါတယ်နနပင်ကတော့ပြီးသွားရင်အုပ်ဖို့ပေါ့နော်ကြိုက်ရင်ပေါ့လေအရင်ဆုံးစီဆူလာပြီးဆိုတာနဲ့စက်သွန်ဖြူနေငယ်ဒီဇိမ်းကိုစီတက်ပါတယ်ပြီးတော့ငပိစိမ်းစားလေးနည်းနည်းထည့်ပြီးတော့ကြည်အောင်ခြေပေးပါတယ်ပြီးသွားလို့ရှိရင်မယမ်းပြားကြောက်လေးထည့်ပြီးတော့ထပ်ချက်ပေးပါတယ်ငါးထည့်ပါမယ်ငါးထည့်ပြီးလို့ရှိရင်တော့ငါးအကောင်လေးမကြည်အောင်ခရုစိုက်ပြီးတော့မှွေပေးပါနော်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပါမယ်ရေကလေအများကြီးမဟုတ်ဘူးငါးလေးမြုပ်တယ်ဆိုရုံပဲထည့်ပါမယ်အရသာလေးလိုတာထပ်ထည့်ပါတယ်ဒီနေ့ကစက်သားမှုန့်နည်းနည်းထပ်ထည့်လိုက်တယ်ဒီလိုလေးဆူလာပြီးတော့စီလေးပြန်လာတဲ့အထိစောင့်ပြီးသွားလို့ရှိရင်နနပင်အုပ်ပါမယ်နနပင်ကြိုက်တဲ့လူဆိုလို့ရှိရင်တော့ထည့်ပါမကြိုက်ရင်မထည့်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ငပြက်အချင်းစီပြန်ရပါပြီဒီဗီဒီယိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လုပ်သွားပါအောင်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ထပ်